ကွယ်လွန်သူတွေရည်မှန်းပြီးလှူဒန်းတဲ့အခါမှာတစ်အစားလဲပါနှစ်အဝတ်သင်္ကန်းလဲပါရမယ်သုံးနေရာထိုင်ခင်းလဲပါရမယ်လေးရေလဲပါရမယ်ငါရင်အစားကဖဏတ်ပေါ့နော်အကယ်၍ဖဏတ်မပါရင်လဲဘာလုပ်ရမလဲဆိုတော့အခုစီးနေတဲ့ရင်တွေမှာရင်သွားလို့ရအောင်စီလှူပေးရတယ်တဲ့စီလှူပေးတော့အဲ့ဒါဘာလှူလဲရင်အလှူပဲပေါ့ကဲဒါဆိုရင်ဒီနေ့ကုသိုလ်ရှင်တွေကဆွန်းလဲကတ်တယ်သင်္ကန်းလဲကတ်တယ်အဲ့တော့နဝကမ္မကိုဘယ်အတွက်အာယုံပြုရလဲကြောင်းရဲ့ရေရဲ့ရင်ရဲ့ဘယ်နှမျိုးရှိမှန်း၃မျိုးကြောင်းဆောက်ဦးအတွက်လဲ၃ပါရေအတွက်လဲ၃ပါရင်အတွက်လဲ၃ပါအဲ့ဒါဆိုရင်လှူပွဲမစုံလားစုံသွားလားစုံသွားတယ်အရှင်သောနာရသူ့မိဘတွေဒီလိုပြုတ်ပေးလို့အားလုံးစုံရသွားတယ်ဒါကိုကြည့်ပြီးတော့ကိုမိဘသည်ကျွတ်သွားရင်လည်းဝမ်းသာစရာမကျွတ်ခဲ့ဘူးဆိုရင်လည်းအစုံလင်ရနိုင်ဖို့အတွက်ကိုယ့်ဘက်ကလှူပွဲပစ္စည်းစုံနေဖို့လိုတယ်နော်အဲ့တော့လှူပွဲပစ္စည်းကိုဒီလိုအာယုံပြုလိုက်ရင်ဒီနေ့ကုသိုလ်ရှင်ကောင်းမှုရှင်တွေကဒကမာကြီးဒေါ်ညွန့်ခင်အတွက်ကောင်းမှုပြုပေးတယ်တာထုခေါ်ရရင်သူ့အတွက်အကျိုးပေးမစုံလားစုံမလားစုံပါ